ကိုလူချင်းလူပေါ့ကိုမလူနိုင်နေပေါ့ဆိုအဲ့လိုလေးပြောလိုက်မှာကိုကကြောက်ကိုတော်တော်လေးရင်းနေတဲ့ချက်တော့သူပေါ့နင်းလို့ဘယ်လောက်ကြီးကုသိုလ်ရတာအေးကိုဆွဲဆောင်လို့နော်ဝင်းနေတာတယ်တပြားပေးလေးလူရတဲ့ကုသိုလ်လေးကဒါတန်ဖိုးဖြတ်လို့မရဘူးဘယ်လိုပဲပြောပြောတန်ဖိုးဖြတ်လို့မရဘူးအဲ့တော့ဝင်းတာတယ်ဒီတဲ့ကြီးလေကုသိုလ်တဏ္ဍလူနိုင်ရသေးလို့ဆုတောင်းပါတယ်စုဘူးမတ်199အလူရှင်တော့အေးတို့မိသားစုမှန်ကြီးတရားဆိုင်မိသားစုမှာအလူငွေ9,100ကိုလှူဒန်းတော့ပါတယ်ရှင်အခုလိုလှူဒန်းတဲ့အကျိုးကျေးဇူးကြောင့်ဖွားတို့မိသားစုလည်းတက်ရှိကျမ်းမာပြီးတော့စီးပွားလက်လာပါတူပါစေခုဒီတစ်ပတ်ဘယ်လောက်ရလဲ9,100ပြောတော့မပြောဘူးတသိန်းပြည့်အောင်လှူလိုက်ရအောင်အမေဝိတာပါတယ်ကျေးဇူးတင်ပါတယ်ရတယ်ဟာဒါပါဒီလေတက်ရှိကျမ်းမာပြီးတော့သာသနာ့ကျမ်းစာတဲ့တူဝေးတန်းဆောင်နိုင်ပါစေလို့ဆုမတောင်းပါတယ်ဒီလအနေနဲ့လေးပါပါတယ်လောက်ပါပါတူတွေ့သွားကြမည်ဒုက္ခရှိစမည်ရှိမတို့စိတ်ကူတွေကကိုဖြစ်